ကတော့ဟွိုထုံးလို့မြင်ရပါတယ်ကျွန်တော်တို့နေတဲ့နေရာနဲ့ဒီကိုရောက်ဖို့ဆိုရင်မိနစ်20ကျော်လောက်မောင်းလာရပါတယ်ဒီနေရာကတော့အမ်ဖာဆန်ဘတ်တောင်ဒမ်ဘွန်နမ်ဘောလုံးမှာတရှိနေပါတယ်အတိတ်ကလာတဲ့အကြောင်းရင်းကတော့ရေလာစိမ့်တာပါပြီးတော့ဒီနေရာက free ပေါ့နော်ဒီမှာလာရင်တော့ထိုင်ခုံတွေစပွဲခုံတွေရှိရင်တော့တည်လာခဲ့ပေါ့နော်Nhâm cái dầu lên nó cắt tí ရေတွေကဖြင်းနေပါဆိုလို့ကျွန်တော်နေရာပြောင်းလိုက်ပါတယ်တော့ဘာရှိလဲဆိုတော့ဒီမှာရှာမလေးထောင်းလာတဲ့ဒါတရက်တီထောင်းပေါ့နော်ဒီမှာမုံရောမီလောက်တဲ့မုံပဲထုတ်ပြဖြစ်ပါတယ်โอเคဆွဲပြီဗျာChia. Bia đó à bia mà về là cái bọn nó thì mà cho một bia mà nhau màu asa này em nghĩ đó xí bà đấy sốt chunဒီမှာလာမယ်ဆိုရင်တော့ညနေပိုင်းလောက်လာတာပိုကောင်းပါတယ်။တကြံအတွင်းတော့အများနဲ့ဖွင့်တယ်လို့ပြောတာပါပဲ။တခြားရက်တွေဆိုရင်စနေနဲ့တင်းကနေဖွင့်ပါတယ်။ကျွန်တော်တို့နေရာဆက်ဆွဲလိုက်ပါဦးမယ်ဗျာ။အခုချိန်ဆိုရင်တော့ဟုတ်ပါတယ်အခုချိန်ဆိုရင်တော့ဟိုရေထဲစိန်ထားတဲ့ဘီယာကိုကောင်းကောင်းမကြည့်ဆိုရင်ရေထဲမျောသွားနိုင်ခြင်းရှိပါတယ်